ဒီလူကြီးကထူးထူးဆန်းဆန်းရှာတွေ့ခဲ့တဲ့သူ့ရဲ့အခန်းထဲမှာပုံကွယ်နေတဲ့အပေါက်ကြီးတစ်ပေါက်ရှိနေပါတယ်။အဲ့ဒီအပေါက်ကြီးကအမဲကြီးဖြစ်ပြီးတော့မှတဖြည်းဖြည်းနဲ့ပိုပိုကြီးလာသလိုကြီးလာတာကလည်းရက်မသွားခဲ့ပါဘူး။အဲ့ဒီလူကြီးကစုံသားကန်ထွက်ဖို့တဲ့အမဲအပေါက်ကြီးတွေကိုခုန်ဆင်းသွားခဲ့ပြီးတော့အာကာသလိုနေရာမျိုးတွေကိုရောက်သွားပြီးတိတ်ဆက်မှောင်မိုက်လို့နေပါတယ်။လူကြီးရဲ့မျက်လုံးထဲမှာအလင်းနဲ့ပြည့်နေပြီးတော့မဲနဲ့တဲ့တွင်းကြီးကလည်းပျောက်သွားခဲ့ပြီးအဲ့ဒီတွင်းကြီးဟာတကားပေါက်တစ်ခုဖြစ်ပြီးတော့အာကာသထဲမှာရှိတဲ့ထူးဆန်းတဲ့အပေါက်ကြီးပါပဲ။လူကြီးကအမဲပေါက်ကြီးတွေကိုဝင်သွားပြီးတဲ့အခါမှာကြောက်ကြောက်နေပဲအာကာသလေးကိုရောက်သွားပြီးတော့ဘယ်တော့မှပြန်ထွက်လာလို့လည်းမရတော့ပါဘူး။အဲဒီလူကြီးကအမဲတွင်းတွေကိုကြောက်သွားခဲ့ပြီးကအဆုံးမရှိတဲ့မောင်မဲတိတ်ဆိတ်မှုကိုရင်ဆိုင်ရသလိုရလက်ကတော့အဝေးကြီးမှာရှိတဲ့ရွေလျားလှုပ်ရှားနေတဲ့အလင်းနှန်းတွေကိုတွေ့ရတာပါ။အလင်းနှန်းတွေကလည်းအဆုံးမရှိဖြစ်နေပြီးလူတွေဟာတွင်းနယ်တွေကိုရောက်တဲ့အခါမှာတော့လူမရှိတဲ့အသိဉာဏ်တွေပျောက်ဆုံးလို့သွားကြပါတယ်။ကြည့်လိုက်တဲ့အလင်းနှန်းတွေကလည်းအလင်းလုံးကြီးတွေဖြစ်နေပြီးတော့မှလူကြီးဟာလက်တွေကအလုံးကြီးကိုပြစ်လိုက်ပြီးတော့မျက်စိကိုမိတ်ရှေ့ဆက်သွားဖို့လုပ်ပါတယ်။လူကြီးကိုအလင်းနှန်းတွေကတခြားနေရာတစ်ခုကိုခေါ်သွားပါတယ်။လူကြီးကလည်းမျက်လုံးပြူပြီးတော့ကြောက်လန့်နေပါတော့တယ်။လမ်းမေးကြည့်လိုက်တဲ့အခါမှာတော့အဝေးမှာ၄တောင်းခွက်ကြီးတစ်ခုရှိနေပြီးတော့အရှိမထင်းနိုင်မနဲ့အဲ့ဒီခွက်တွေကိုလည်းထပ်ပြီးတော့ပြုတ်ကျသွားပါတော့တယ်။မျက်လုံးတော်မှမနှဲဖွင့်ကြည့်ရတာဖြစ်ပြီးတော့အောက်ကိုတဖြည်းဖြည်းပြုတ်ကျသွားတာလူကြီးရဲ့ရွယ်ချက်ကတော့အမဲတွင်းကြီးတွေကနေအခုလိုမိုက်တဲ့နေရာတွေကိုရှောက်ပေးဖို့ပဲဖြစ်ပါတယ်။ထင်မှန်မထားဘဲနဲ့မိုက်တဲ့နေရာကလည်းတကယ်ကိုတည်ရှိနေတာဖြစ်ပြီးတော့အခုတော့အပြင်ကဘာကလူတွေနဲ့ဘယ်လိုဆက်တွေ့ရမလဲဆိုတာစဉ်းစားနေပါတော့တယ်။တကယ်လို့ကဘာပြက်တာမျိုးကပ်ပြီးကြုံတာမျိုးတွေဆိုရင်တခြားနေရာတစ်ခုမှာသွားပုံးလို့ရအောင်သူတို့တွေကရှာဖွေနေတာဖြစ်ပြီးတော့လူကြီးကတော့2099ခုနှစ်မှာကဘာပြက်မယ်လို့ရှာတွေ့ခဲ့တာဖြစ်ပါတယ်။လူတွေကိုပြောပြချင်တာကြောင့်ပဲကဘာပြက်မဲ့အချိန်ကိုမိသားစုတွေကနေတဆင့်ပြောပြခိုင်းမှုလုပ်နေပြီးတော့အဲ့လိုနဲ့ပဲလူကြီးဟာမိသားစုတွေကို2099ခုနှစ်မှာကဘာပြက်မှာကို TV ကနေတဆင့်လှမ်းပြောဖို့လေစူးစမ်းပါတယ်။မိသားစုဝင်တွေကလည်းလူကြီးသတင်းပေးနေတာကိုသိသွားပြီးတော့လိုက်ပြီးတော့မှတ်ကြပါတယ်။ TV ကိုရမှုနဲ့ပြောင်းတော့လဲမရတာပဲနဲ့မူမန်တာကိုတီးသွားခဲ့ပြီးတော့အဖေဖြစ်တဲ့သူကသတင်းအတိအကျပေးချင်တာကိုလည်းတီးသွားပါတယ်။အဖေဖြစ်တဲ့သူကဟိုဘက်ကနေစူးစမ်းပြောပြနေတာကိုတားဖြစ်တဲ့သူကလည်းအဖေဖြစ်သူဘာပြောချင်လဲဆိုတာပေါ်အောင်တေချာလေးလိုက်ပြီးတော့မှတ်ပါတယ်။ခဏနေတဲ့ခါမှာအကုန်လုံးကမှောင်မဲသွားခဲ့ပြီးတော့လူကြီးကကဘာပေါ်ကိုပြန်ပြီးတော့ပြုတ်ကျလာခဲ့ပြီးသူ့အိမ်ရှိကိုရောက်လာခဲ့ပါတော့တယ်။မိသားစုဝင်တွေကဓမင်းစားပြီးတော့မှပျော်ရွှင်စွာနဲ့စကားပြောနေကြတာမြင်တော့အထဲကိုဝင်မို့လုပ်တဲ့အခါမှာသူနဲ့တပုံစံနဲ့တူတဲ့လူကြီးကိုလည်းတွေ့လိုက်ရတော့အံ့ဩသွားခဲ့ပြီးအာကာသထဲမှာတခုခုလဲသွားတယ်ဆိုတာသတိရမိပါတယ်။ကဘာမှာပုံစံတူတဲ့လူနှစ်ယောက်တည်းတည်ရှိလို့မရပါဘူး။အဲဒီလူကြီးဟာသူ့ရဲ့ကဘာမဟုတ်တော့တွင်းနဲ့ကြီးတွေကိုဝင်ပြီးတော့မိသားစုအစ်စ်တည်ရှိတဲ့ကဘာကိုပြန်ရှာဖွေဖို့အတွက်လုပ်ပါတော့တယ်။ဒီကောင်လေးကရေတွေကိုခုခံနိုင်စွမ်းရှိပြီးတော့မှခုံလိုက်ပြေးလိုက်စောနေသလိုထင်မှမထားတာတခုကတော့ခဏနေတော့ရေထဲခုန်ချသွားတဲ့ကောင်လေးကိုမမြင်ရတော့ပါဘူး။ဘေးကကောင်မလေးကတော့ဖုန်းဆက်နေတာဖြစ်ပြီးတော့မှမျက်စိတမိတ်အတွင်းမှာကောင်လေးကရေထဲကနေခုန်ထွက်လာတော့ဘလို့ဖြစ်တာလဲဆိုတာဖြေရှင်းဖို့အတွက်ရေမျက်နှာပြင်နာကိုတေချာလေးသွားပြီးတော့ရှာကြည့်ပါတယ်။ရေထဲကိုခေါင်းဆိုင်ကြည့်တော့လေအတူတူပဲမို့ပျော်ရွှင်စွာနဲ့အမားဖြစ်တဲ့သူကိုသွားပြောပြပြီးရေထဲမှာမော့ကဘာကြီးရှိတယ်။ဒါပေမဲ့အမားဖြစ်တဲ့သူကမယုံဘဲနဲ့ဖုန်းပဲဆက်ပြီးတော့စုံနေပါတယ်။ကောင်လေးကမပြောတော့ဘဲနဲ့အမားဖြစ်တဲ့သူကိုရေကဘာလေးကိုသွားလို့ရတယ်ဆိုတာတက်တည်ပြခြင်းပေမဲ့အမားဖြစ်တဲ့သူကသူ့ကိုခေးမဆိုင်ဘဲနဲ့ဖုန်းကိုပဲဆက်ပြီးတော့စုံနေတာပါ။အဲဒါကြောင့်ကောင်လေးဟာစိတ်မရှိဘဲနဲ့ရေထဲကနေခုန်ထွက်လာပြီးတော့အမားဖြစ်သူမြင်အောင်အမြင့်ကြီးကိုခုန်ပြပါတယ်။အကြာကြီးနေတော့လေအမားဖြစ်တဲ့သူကတစ်စက်ကလေးမှမကြည့်တာကြောင့်ကောင်လေးကအမားဖြစ်တဲ့သူရဲ့ဖုန်းကိုယူလိုက်ပြီးတော့ရေထဲကိုပြေးချပါတယ်။အမားဖြစ်တဲ့သူကစိတ်ဆိုးသွားခဲ့ပြီးတော့ကောင်လေးကိုရေထဲတွန်းချလိုက်ပြီးအမားဖြစ်တဲ့သူလည်းလန့်သွားရပါတယ်။ခဏနေတော့ကောင်လေးကရေထဲကနေခုန်ထွက်လာပြီးတော့အမားဖြစ်တဲ့သူကိုပါရေကဘာလေးကိုဆွဲချခေါ်သွားခဲ့ပါတယ်။အမားဖြစ်တဲ့သူကလည်းနောက်ဆုံးမှာတော့ယုံသွားခဲ့ပြီးအမှန်တော့ရေအောက်ထဲမှာတခြားမှော်ကဘာတည်ရှိလို့နေတာပါ။အဲဒီကဘာရဲ့ကောင်းကင်ကပန်းရောင်ဖြစ်ပြီးတော့မှငါးမျိုးစုံကလည်းကောင်းကင်ထဲမှာပြန်တန်းသွားလာနေကြပါတယ်။မောင်နှမနှစ်ယောက်လှပတဲ့ရှုပ်ကင်းလေးကိုငေးမောနေတော့မှကြီးမားလာတဲ့အကောင်ကြီးတစ်ကောင်ကဖြည်းဖြည်းချင်းပေါ်လာခဲ့ပါတယ်။အမဖြစ်တဲ့သူကဖုန်းကိုထုတ်ပြီးတော့ဓာတ်ပုံရိုက်ပြီးအင်တာနက်ပေါ်တင်ဖို့လုပ်နေတဲ့အချိန်ငါးသေးသေးလေးတွေကဖုန်းကိုယူသွားကြပါတယ်။တကယ်တော့လောကကြီးမှာလူချင်းမင်းတို့သာဖုန်းလေးချလိုက်မယ်ဆိုရင်လှပတဲ့ကဘာကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။